တစ်တော်ကြီးတွင်မှလီအစမ်းဦးဆောင်တဲ့အဖွဲ့တွေကလူပူကြီးက elf မျိုးနွယ်တွေဘာလို့ဒီလောက်မြင့်တဲ့တစ်ပင်ပေါ်မှာနေကြတာလဲဟုမေးရတာကိုကြောင်နာရွက်အမျိုးသမီးက elf တွေဟာလေထုကိုနှစ်သက်ကြလို့ပါလို့ရှင်းပြရာလူပူကြီးကအံ့ဩသွားပါတယ်။ဒါပေမဲ့ကလေးမလေးကရှာရှည်တယ်နော်ဟုပြောလိုက်တာကြောင့်လူပူကြီးကပါဆက်ပိတ်ထားဖို့ငေါက်လိုက်ပါတယ်။ဒီအချိန်မှာပဲအနက်ရောင်အတောင်ပံမှာ Raj မကောင်းဆိုးဝါးငှက်ရဲတွေအနည်းဆုံးအကောင်40မကပြန်တန်းလာနေတာကိုလီအစမ်းတို့တွေ့လိုက်ရပါတယ်။အတောင်ပံပါတဲ့လူငှက်တစ်ကောင်ကလီအစမ်းကိုတနက်ရှိတဲ့အတွက်တေတွင်းနဲ့တိုးတာမဟုတ်ဘူးလို့သတိပေးလိုက်ပါတယ်။ထိုအချိန်မှာ F မျိုးနွယ်တွေရဲ့နေရက်မှာတော့အနက်ရောင်မကောင်းဆိုးဝါးငှက်တွေဝိုင်းရံတိုက်ခိုက်နေကြပါတယ်။ F မင်းသမီးလော်လန်ဂျီကသူမရဲ့လေမန်းအစွမ်းနဲ့ရန်သူတွေကိုလေဓာတ်နဲ့ဝိုင်းဝေးပစ်ဖို့အမိန့်ပေးလိုက်ပြီး F လေးသမားတွေကအပြိုင်ဆိုင်ပစ်ခတ်ကြပါတယ်။သို့တော်ရန်သူတွေကများပြားလွန်းတာကြောင့်စစ်ကြောင်းကျိုးပေါက်လူနီးပါးဖြစ်သွားပါတယ်။ဒီလိုအခြေအနေမှာလီအစမ်းတို့အဖွဲ့ရောက်ရှိလာခဲ့ပါတယ်။ F စစ်တီတွေကပြင်ပမျိုးနွယ်တွေကိုတားဆီးဖို့ကြိုးစားပေမဲ့လူကူကြီးကမင်းတို့အုပ်စုငှက်စိတ်လို့တေကုန်တော့မယ်လီအစမ်းကလည်းကူညီဖို့လာတာပါလို့ပြောလိုက်ပါတယ်။ထိုစဉ်အနက်ရောင်မကောင်းဆိုးဝါးငှက်တစ်ကောင်ကတိုက်ခိုက်ဖို့ထိုးဆင်းလာချိန်မှာကလေးမလေးကအနောက်မှာမကောင်းဆိုးဝါးလာပြီလို့သတိပေးလိုက်ပါတယ်။လီအစမ်းကချက်ချင်းဆိုသလိုသူ့ရဲ့တနက်ဆန်းကိုထုတ်ပြီးပစ်ခတ်လိုက်ရာအပြာရောင်စွမ်းအင်တန်းကြီးထွက်ပေါ်သွားပြီးမကောင်းဆိုးဝါးငှက်ကိုကောင်းကင်ပေါ်မှာတင်တိုက်ရိုက်ထိမှန်ကပြစ်ကျသွားစေခဲ့ပါတယ်။ဒီစမ်းကျဲတဲ့တိုက်ခိုက်မှုကိုမြင်တွေ့လိုက်ရတဲ့ F မင်းသမီးနဲ့စစ်တီတွေဟာအံ့ဩသွားကြပါတယ်။မင်းသမီးကဒါဟာဘာရလဲဂါထာမန်းစုလားဟုအံ့ဩနေပါတယ်။လူပူကြီးကတော့ပစ်ချနိုင်ရင်အကောင်းဆုံးပဲလို့ကြွေးကြော်လိုက်ပါတယ်။လီဆန်းကမင်းသမီးကိုအခုချက်ချင်းလေထုစိန်ဝမ်းကနေထွက်မသွားရင်ညမမောင်ခင်မင်းတို့အားလုံးတေကုန်လိမ့်မယ်လို့တတိပေးပါတယ်။မင်းသမီးက elf တွေဟာပြင်ပမျိုးနွယ်ရဲ့အကူအညီကိုအလကားမယူဘူးလို့ပြောရလီအစန်းကဒါဆိုအယောင်းဝယ်ဖြစ်လောက်ကြတာပေါ့လို့တုံ့ပြန်ပါတယ်။မင်းသမီးကဘာလို့ချင်တာလဲလို့မေးတဲ့အခါလီအစန်းကလေတင်ကေတမန်းစာကွင်ရွန်ကိုတောင်းဆိုလိုက်ပါတယ်။မင်းသမီးကမင်းမှာရည်ရွယ်ချက်ရှိနေတာပဲလို့ပြောတော့လီအစန်းကဟုတ်ပါတယ်လို့ပြန်ပြောပါတယ်။ဒီအချိန်မှာပဲကောင်းကင်ကနေမကောင်းဆိုးဝါးငှက်အုပ်ကြီးထပ်မံထိုးဆင်းလာပြန်ပါတယ်။လီအစန်းကစကားတွေကိုနောက်မှပြောအသက်ရှင်အောင်အရင်လောက်ကြတာပေါ့လို့ပြောလိုက်ပါတယ်။မကောင်းဆိုးဝါးတွေဟာလေကာဆက်ကူလိုစစ်ကြောင်းကိုထိုးဖောက်သွားချိန်မှာလီအစန်းကမကောင်းဆိုးဝါးတွေရဲ့ပြန်တမ်းမှုလမ်းကြောင်းဟာတေချာတွက်ဆထားသလိုလေတိုးပေါက်တွေကနေအရှိန်ယူပြီးထိုးဆင်းလာတာကိုသတိပြုမိသွားပါတယ်။သူကကလေးမလေးကို F တွေကိုရမ်းမပစ်ကြဖို့ရန်သူတွေလေတိုးပေါက်ထဲရောက်အောင်စောင့်ခိုင်းဖို့သတင်းတော်ပို့ခိုင်းပါတယ်။ကလေးမလေးကပြေးသွားပြီးလီမော်လေးပြောတဲ့အတိုင်းလေတိုးပေါက်ထဲရောက်မှပစ်ကြပါလို့အော်ပြောရာ Elf စစ်တီတွေကလီဆိုတာဘသူလဲမန်နေရမတက်ပဲပောက်ကွဲအောင်လုပ်နိုင်တဲ့သူလားဆိုပြီးအံ့ဩသွားကြပါတယ်။လီဆန်းရဲ့အစီအစဉ်အတိုင်းမကောင်းဆိုးဝါးတွေလေတိုးပေါက်စီရောက်လာချိန်မှာ F မင်းသမီးကပစ်ခတ်မှုကိုခဏရက်ခိုင်းလိုက်ပါတယ်။လီဆန်းနဲ့မင်းသမီးတို့ပူးပေါင်းပြီးလေမန်းစွမ်းအားနဲ့တနက်စွမ်းအားကိုပေါင်းဆက်ကပစ်ခတ်လိုက်ရာအပြာရောင်စွမ်းအင်တန်းတွေလေထုထဲပြန့်လွင့်သွားပြီးမကောင်းဆိုးဝါးငှက်၃ကောင်ကိုဒဏ်ရာရရှိစေခဲ့ပါတယ်။ဒဏ်ရာရသွားတဲ့မကောင်းဆိုးဝါးတစ်ကောင်မြေပြင်ပေါ်ပြစ်ကျလာချိန်မှာလူပူကြီးကသူ့ရဲ့တူကြီးနဲ့ခေါင်းကိုအပြင်းထန်ရိုက်နှက်ပြီးချေမှုန်းလိုက်ပါတယ်။တဘာဝတောအုပ်ကြီးငြိမ်သက်သွားပြီးနောက် F မင်းသမီးကလီအစန်းတို့အဖွဲ့ကိုတစ်တော်ဝမှာခဏနာခွင့်ပေးလိုက်ပါတယ်။မင်းသမီးကလီအစန်းနားရောက်လာပြီးမင်းတို့ရဲ့လက်နက်ကမကောင်းဆိုးဝါးငှက်တွေကိုပစ်ချနိုင်ပေမဲ့မကောင်းဆိုးဝါးဘရင် Demon Beast ကြရင်ကောပစ်ချနိုင်ပါမလားလို့မေးခွန်းထုတ်ပါတယ်။ဘာလို့လဲဆိုတော့မကောင်းဆိုးဝါးဘရင်ဟာအလွန်လင်းမြန်လွန်းလို့လေဓာတ်တွေတောင်မမီနိုင်တာကြောင့်ဖြစ်ကြောင်းပြောကြရင်ကောင်းကင်ထက်မှာပြန်တန်းနေတဲ့မကောင်းဆိုးဝါးဘရင်ကြီးကိုကြည့်လိုက်ကြပါတော့တယ်။နဂါးပြန်ကြီးများဝဲပြန်နေကြပြီးလေထုတစ်ခုလုံးသည်စစ်ပွဲတစ်ခု၏တင်းမာမှုများဖြင့်ပြည့်နှက်နေသည်လူငယ်တဦးသည်သူ၏ဝင်ရိုးစွန်းမီ၏သုံးစက်မှုလက်နက်ကြီးကိုကျွမ်းကျင်စွာကိုင်ဆောင်ထားရင်းကောင်းကင်ထက်မှကျဆင်းလာမည့်နဂါးကြီးကိုချိန်ရွယ်ထားသည် F မျိုးနွယ်စုမှမင်းသမီးတစ်ပါးကအခွင့်အရေးကတစ်ချိန်ပဲရမယ်လို့တတိပေးလိုက်ပြီးထို့နောက်စူပါပါဝါများကိုလက်ဖွားတွင်စူးစီးလိုက်ပြီးလေပွေစွမ်းအားဖြင့်ထိုနဂါးဆိုးကြီးကိုထိန်းချုပ်ရန်ပြင်ဆင်လိုက်သည်နဂါးပြကြီးသည်ဟုံးဟုံးထောက်လောင်နေသည့်လျှက်စီးစွမ်းအားများနှင့်အတူကောင်းကင်ထက်လင်းလက်စွာဒေါသတကြီးထိုးဆင်းလာသည့်အခါမင်းသမီး၏မန္တလာစွမ်းအားနှင့်လူငယ်၏လက်နက်မှထွက်ပေါ်လာသောအစွမ်းထက်လေးစားကြည်စံတို့သည်လေထုကိုတိုးရှို့ပြီးနဂါးကြီး၏ပြစ်မှတ်နေရာသို့တိကျစွာထိမှန်သွားခဲ့သည်အစွမ်းထက်လာသောတိုက်ခိုက်မှုကြောင့်နဂါးကြီးသည်မြေပြင်ပေါ်သို့အဟုန်ဆောက်ထိုးပြုတ်ကျသွားသည်နှင့်တပြိုင်နက်မှာပင်လူကူကြီးနှင့်အတူတမင်ချိုပါသောလူငယ်လေးတို့သည်နဂါးကြီးကိုအဆုံးသတ်ပေးလိုက်ကြတော့သည်ခါတီလာတီတိုက်ပွဲအပြီးတွင်မင်းသမီးကလူငယ်ကိုကြည့်ကမင်းနိုင်သွားပြီဟုစိတ်သက်သာရစွာပြောလိုက်ပြီးသို့တော်လူငယ်ကခေါင်းခါရင်ငါတယောက်ထဲနိုင်တာမဟုတ်ဘူးငါတို့အားလုံးရဲ့ပူးပေါင်းမှုမှန်ကန်ခဲ့လို့ပါဟုနှိမ့်ချစွာပြန်ပြောခဲ့သည်ထိုစဉ် F မျိုးနွယ်စု၏အကြီးအကဲရောက်ရှိလာပြီးငါတို့တောင်ကြားရဲ့လေကြောစွမ်းအားတွေပျက်စီးသွားပြီးဒီနေရာမှာဆက်နေလို့မရတော့ဘူးဟုပွဲသိမ်းရင်ဆိုင်ရမည့်အခြေအနေကိုထုတ်ဖော်ပြောလိုက်သည်မင်းသမီးသည်ခဏမျှတွေးတောပြီးနောက်လူငယ်ကိုကြည့်ကငါတို့မင်းကိုလေစွမ်းအားတင်ကေတာတွေပေးမယ်ဟုပြောလိုက်သည်လူငယ်ကမူမလောက်သေးဘူးဟုညင်းဆိုလိုက်ရမင်းသမီးကဒါဆိုမင်းဘာထက်လိုချင်သေးလဲဟုမေးခဲ့သည်လူငယ်ကငါမင်းတို့မျိုးနွယ်စုတစ်ခုလုံးကိုလိုချင်တယ်ဒါပေမဲ့ကြေးကြုံအဖြစ်မဟုတ်ပါဘူးငါတို့ရဲ့နှင်းတောင်စခန်းကိုပြောင်းရွှေ့ပေးရမယ်မင်းတို့အတွက်ဘေးကင်းတဲ့နေမြေနဲ့နေရာတစ်ပေးမယ်ဟုအဆိုပြုလိုက်သည်မင်းသမီးကမင်းကဘာနဲ့အာမခံမလဲဟုမေးမြန်းသည့်အခါလူငယ်ကလဲကျနေသောနဂါးကြီးကိုကြည့်ရင်မင်းတို့ကိုကာကွယ်ပေးနိုင်မဲ့လက်နက်တွေအဖြစ်ပြောင်းလဲပေးနိုင်တဲ့ငါရဲ့စွမ်းရည်နဲ့ပဲဟုယုံကြည်ချက်ရှိစွာပြန်လည်ဖြေကြားခဲ့သည်ထို့နောက် F အကြီးအကဲကမင်းသမီးကိုမင်းရောသူ့ကိုယုံရဲ့လားဟုမေးလိုက်ရာမင်းသမီးသည်မိမိမျိုးနွယ်စုကိုလှည့်ကြည့်ကပစ္စည်းတွေတန်းစီကြမိုးမလင်းခင်ငါတို့ထွက်ခွာကြမယ်ဟုအမိန့်ပေးလိုက်သည်နောက်တစ်နေ့နနက်တွင်တော့ F မျိုးနွယ်စုများလူပုမျိုးနွယ်စုများအားလုံးနှင်းတောင်စခန်း၏တကားမကြီးစီသို့အတူတကွခီးဆက်ခဲ့ကြသည်ထိုနေရာသို့ရောက်ရှိချိန်တွင်လူပုကြီးကလာကြပြီဟေ့လက်မောင်းသေးသေးနဲ့ Elf တွေရောက်လာပြီဟုဆနောက်လိုက်ကြသည်အမင်းသမီးကလည်းမကောင်းတဲ့ဒီလူပုကတော့ဟုပြန်လည်ပြောဆိုခဲ့သည်ထိုစဉ်ကလေးငယ်တားရဲမလေးတဦးကအလဲသို့ပြေးဝင်လာပြီးမဆူကြပါနဲ့တော့စခန်းထဲရောက်တာနဲ့ရန်ဖြစ်ရင်လီဆန်းရှန်ကထမင်းငတ်အောင်လုပ်လိုက်မယ်ထမင်းငတ်ရတာတိတ်ကြောက်ဖို့ကောင်းတာဟုချစ်စပွဲပြောဆိုလိုက်ပါသည်